စီးကျူကြကျဲတွေနေတိုင်းတောက်နေရလို့စိတ်ညစ်နေပြီလားစေဝါတွေကြည့်ပဲအားကိုးနေစရာမလိုပဲကျမတို့မိဖို့ကြောင့်တွေကဒီအသီးကိုအချိန်မှန်စားပြီးရုံနဲ့သွေးကြိုကိုတဘာဝအတိုင်းထိနိုင်နေဆိုတာသင်သိပါသလားမင်္ဂလာပါ knowledge war ပရိသတ်များရှင်ဒီနေ့ဗီဒီယိုလေးမှာတော့သွေးရင်းတကြားသက်သို့မဟုတ်စီးကြိုသွေးကြိုကိုစေဝါတွေအများကြီးအားကိုးစရာမလိုပဲတဘာဝအတိုင်းထိညစ်ပေးနိုင်မဲ့လျှို့ဝှက်ချက်လေးတစ်ခုကိုမျှဝေပေးသွားမှာပါအဲ့ဒါကတော့ကျမတို့မြန်မာလူမျိုးတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ကြက်ဟင်းကားသီးပဲဖြစ်ပါတယ်ခါပေမဲ့စီးစွမ်းထက်တဲ့ဒီအသီးကိုအချိန်မှန်ဘယ်လိုစားသုံးရင်သွေးကြိုကျစေလဲဆိုတာကိုအခုပဲကြည့်လိုက်ကြရအောင်ကြက်ဟင်းကားသီးကဘာကြောင့်စီးစွမ်းထက်တာလဲကျင်းကားဒီမှာသွေးကြိုကိုတိတိတတ်တာကြောက်စင်းစေတဲ့အဓိက drug ပေါင်းများပါဝင်ပါတယ်။အဲ့ဒီထဲကမှ polypeptide P လို့ခေါ်တဲ့ဓာတ်ဟာဆိုရင်ကျမတို့ခန္ဓာကိုယ်ကထုတ်ပေးတဲ့ insulin ဟော်မုန်းလိုပဲအလုပ်လုပ်ပေးပါတယ်။သူကသွေးထဲမှာရှိနေတဲ့တကြားဓာတ်တွေကို cell တွေထဲဝင်ရောက်စေပြီးစွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့အတွက်သွေးရင်းတကြားဓာတ်မြင့်တက်လာခြင်းကိုသဘာဝအတိုင်းဟန်တာပေးပါတယ်။အကောင်းဆုံးအာနိသင်ရဖို့ဘယ်အချိန်မှစားသုံးသင့်ပါသလဲ။နံပါတ်1မနက်ပိုင်းအစာမစားရသေးတဲ့အချိန်ပါမနေ့အရာထထချင်းကြက်ဟင်းကားသီးဖြော်ရည်သို့မဟုတ်အပြုတ်ရည်ကိုတောက်သုံးပြရကတနေ့တာလုံးသွေးကြိုတက်တာကိုကာကွယ်ပေးနိုင်ပါတယ်ခါလွန်လိုမတောက်နိုင်ဘူးဆိုရင်ပန်းသီးစိမ်းလေးနည်းနည်းတက်မြရည်လေးနည်းနည်းရောကြိတ်ပြီးတောက်နိုင်ပါတယ်နံပါတ်2အဓိကထမင်းမစားခင်နိုင်ဝက်လိုပါထမင်းမစားခင်ကျင်းကားသီးကိုဟင်းအဖြစ်နဲ့ပဲဖြစ်ဖြစ်အရည်အဖြစ်ဖြစ်ဖြစ်စားသုံးပေးရင်အစာစားပြီးနောက်ရုတ်တရက်သွေးကြိုထိုးတက်သွားတာမျိုးမဖြစ်အောင်အထူးထိန်းသိမ်းပေးပါတယ်ဒါပေမဲ့သတိထားရမယ့်အချက်လေးတွေလည်းရှိနေပါတယ်။ဆေးဘက်ဝင်နေဆိုပြီးအလွန်ကြော်အများကြီးမစားသင့်ပါဘူး။ပြီးတော့လက်ရှိမှာသွေးကြိုကျစေဒါမှမဟုတ်အင်ဆူလင်ထိုးနေရတဲ့သူတွေဆိုရင်ကြက်ဟင်းကားသီးနဲ့ဆေးနဲ့ပေါင်းသွားတဲ့အခါသွေးကြိုအရန်ကျဆင်းသွားတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှပမာဏကိုချိန်ဆစားသုံးဖို့အကြံပေးခြင်းပါတယ်။ကဲဒီနေ့ကစပြီးကြက်ဟင်းကားသီးကိုမှန်ကန်တဲ့အချိန်မှာစားသုံးပြီးသွေးကြိုကိုသဘာဝအတိုင်းထိန်းညှိကြည့်ကြရအောင်ပါဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိစေတယ်ဆိုရင် like and share လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျန်းမာရေးဗဟုသုတတွေအတွက်လည်း knowledge world channel ကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်အားလုံးပဲယောဂဗျာကင်းဝေးပြီးကျန်းမာပျော်ရွှင်ကြပါစေ